ကောင်းကျိုးချမ်းသာရောက်လာတော့မယ်အတိတ်နမိတ်များကိုပြသတတ်တဲ့အိမ်မက်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။၁ဖယားယဟန္တာတန်ဃာတော်များကိုဖူးမြော်ရခြင်းတရားနာရခြင်းပူဇော်ရခြင်းအိမ်မက်သည်နမိတ်အကောင်းဆုံးဖြစ်ပါတယ်။စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းလက်ရွှင်ခြင်းတို့ကိုညွှန်ပြသောအိမ်မက်ဖြစ်ပါတယ်။၂ငါးပဇွန်အေယာမတရဝါများဖမ်းမိခြင်းလက်ဖြစ်ကိုင်မိခြင်းတို့ကိုအိမ်မက်မြင်မှတ်လျင်ကြီးမားသောလက်များရရှိခြင်းစီးပွားရေးတိုးတက်ခြင်းတို့ကိုညွှန်ပြသောအိမ်မက်ဖြစ်ပါတယ်။၃ပန်းမှန်လှလှများကိုစုခူးရခြင်းပန်ဆင်ရခြင်းအိမ်ထဲသို့ယူဆောင်လာရခြင်းဒီလိုအိမ်မက်သည်စမ်းပွင့်ခြင်းချစ်ခင်သူပေါ်များခြင်းအောင်မြင်မှုရခြင်းတို့ကိုညွှန်ပြသောအိမ်မက်ဖြစ်ပါတယ်။၄အဝတ်သစ်အဝတ်ကောင်းများဝတ်စေရခြင်းခေါင်းပေါင်းပေါင်းရခြင်းအိမ်မက်ကိုမြင်မှတ်လျင်ယာရုတိုးခြင်းဂုံတရင်ကြော်စောခြင်းအဆင့်အတန်းမြင့်မားလာခြင်းတို့ကိုညွှန်ပြသောအိမ်မက်ဖြစ်ပါတယ်။၅မြစ်ချောင်းအိုင်တို့၌ရေကြည်ရေတန်းဖြင့်ရေချိုးရခြင်းကုခတ်ရခြင်းအိမ်မက်သည်ကံအညံ့များစင်ကြယ်ခြင်းစိတ်ဣချမ်းသာခြင်းအကြံစီအောင်မြင်ခြင်းတို့ကိုညွှန်ပြပါတယ်။၆ရွှေငွေရတနာများပစ္စည်းဥစ္စာများကိုရရှိခြင်းကိုင်ဆောင်ရခြင်းကိုမြင်မှတ်လျင်စီးပွားတက်ခြင်းကြီးပွားချမ်းသာခြင်းလက်ပွင့်ခြင်းတို့ကိုညွှန်ပြသောအိမ်မက်ဖြစ်ပါတယ်။